အားလုံးပဲမင်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်သတင်းဌာနကနေထိပ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ .666 စက္ကန့်မှာရိုးမပေါ်တိုက်စစ်စင်ရန်ထွက်ခွာလာသည့်စစ်ကြောင်းတိုက်ခိုက်ခံရပြီးတေဆုံးမှုများပြားကရပ်တန့်နေတဲ့ဆွေသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပရောင်းတက်နေရှိ .666 စက္ကန့်မှနေ၍ပကံကွဲရိုးပေါ်အထိတိုက်စစ်စင်ရန်ထွက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရပြီးအထိနာရပ်တန့်သွားကြောင်းသိရပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလရက်နေ့မှစ၍ .666 စက္ကန့်မှထွက်လာသည့်စစ်ကြောင်းနှင့်အေအေပူပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာရှမန်နီဒီဇင်ဘာ6ရက်နေ့အထိစင်လန်စခန်းဤတွင်တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါတယ်။စင်လန်ဘက်ကနေလေတာတောင်ဘက်ကိုဒရုန်းတွေနဲ့အကြိမ်ပေါင်းများစွာတိုက်ခိုက်လာပါတယ်။ညောင်ကျိုးစခန်းကိုပြန်ပြီးချင်းကပ်နိုင်ဖို့ကြိုးစားနေတယ်လို့ပြောတယ်။666ချီကုတ်စခန်းကနေတံပြန်တိုက်စစ်စင်နေဆိုပြီးစစ်တောင်းတွေထွက်လာတော့တိုက်ခိုက်ခံရလို့ညောင်ချီတောက်ဘက်ထွက်ပြေးနေရတဲ့ဟုစစ်ရေးသတင်းရမြစ်ကသတင်းဌာနကိုပြောပါတယ်။ .666 စက္ကန့်မှာစစ်ကော်မရှင်ခြေကုပ်ယူထားတဲ့စင်လန်နဲ့ညောင်ချီတောက်ဘက်သို့စစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရပြီးတေဆုံးမှုများပြားကကစင်ကလျားထွက်ပြေးနေကြခြင်းဖြစ်ပါတယ်။အဆိုပါစကန်ကုန်းမှထွက်လာသည့်စစ်ကြောင်းမှာမတုံချောင်းကိုဖျက်ပြီးညောင်ကျိုးရိုးပေါ်အထိတက်ရန်စ조사နေသည်ဟုသိရပြီးအင်အား1000ခန့်မှရိတ်ခါပြက်လက်သည့်အတွက်ညောင်ချီတောက်ကပ္ပစ6ဘက်သို့ထွက်ခွာလာစဉ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။အေးပြန်လဲလက်လွတ်လိုက်ရ၍စစ်ကော်မရှင်နေရာပြန်ယူထားသည့် .666 စက္ကန့်တွင်အင်အား300ခန့်ပိတ်မိနေပြီးရိတ်ခါပြက်လက်မှုများဖြစ်ပေါ်လာသည့်အတွက်စစ်ကြောင်းလိုက်ညောင်ချေတောက်ဘက်သို့ထွက်လာခြင်းဖြစ်သည်ဟုသိရပါတယ်။စစ်ကော်မရှင်ကစစ်ကြောင်းများကိုညောင်ကျိုးရိုးပေါ်နှင့်လေသာတောင်တဝိုက်စစ်ကြောင်းထိုးနိုင်ရန်အင်အားအလုံးရင်ဖြင့်တက်ရန်စ조사နေတော့လေအေးတပ်ဖွဲ့၏ကြားဖြတ်တိုက်ခိုက်မှုကြောင့်စစ်ကြောင်းများရှေ့ဆက်မတိုးနိုင်ပေအထိနာရပ်တန့်နေခြင်းဖြစ်ပါတယ်။စင်လန်နှင့်ညောင်ချေတောက်ကြားတွင်စစ်ကော်မရှင်ကကာကင်းစခန်းများခုခံရေးအတွက်လက်နက်ကြီးအချို့ပါထားရှိပြီးအင်အားဖြည့်ထားတဲ့အပြင်.666 စက္ကန့်ကိုလည်းလက်နက်ကြီးစက္ကန့်အဖြစ်အခိုင်အမာခြေခုပ်ယူခုခံနေကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်။လာမယ့်ဒီဇင်ဘာ10ရက်နေ့မှာတနိုင်ငံလုံးအတန်တိတ်တပိတ်ဆင်နွှဲပြီးစေအုပ်စုရဲ့အတူရောင်တရားမဝင်ရွေးကောက်ပွဲကိုလူထုတရက်လုံးကပြက်ပြက်သားသားစန့်ကျင်တပိတ်မှောက်ကြဖို့လူထုတပိတ်ခေါင်းဆောင်ကိုတေစာဆန်းကတိုက်တွန်းလိုက်ပါတယ်။လာမယ့်ဒီဇင်ဘာလ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့မှာတနိုင်ငံလုံးလူထုတရက်လုံးကအပြင်မထွက်အတန်တိတ်တပိတ်ကြီးSilent Strike ဆင်နွှဲပြီးတော့လူထုသဘောထားနဲ့တောင်းဆိုချက်ကြီး3ရက်ကိုဖော်ထုတ်တောင်းဆိုကြဖို့ရှိပြီးပြည်သူလူထုအားလုံးအတူတကွပူးပေါင်းပါဝင်ဆင်နွှဲကြဖို့ကိုတေစာဆန်းကသူရဲ့လူမှုကွန်ရက်ကနေအသိပေးပါတယ်။ဆက်လက်ပြီးကိုတေစာဆန်းကအတန်တိတ်တပိတ်ကနေတောင်းဆိုမဲ့အချက်3ခုနဲ့လူထုသဘောထားဆန္ဒကိုရှင်းပြပါတယ်။အချက်3ချက်ကတော့အာရမဖန်စီအကျဉ်းချခံထားရတဲ့လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သမရကြီးဦးဝင်းမြင့်တို့နဲ့တကွနိုင်ငံရေးအကျဉ်းသားများအလုံးကိုချွင်းချက်မရှိအမြန်ဆုံးလှုပ်ပေးဖို့စေအုပ်စုကအတင်းအဓမ္မပြင်ဆင်နေတဲ့ရွေးကောက်ပွဲဆိုတာဟာတိုင်းပြည်နိုင်ငံရေးပြဿနာအတွက်ထွက်ပေါက်မဖြစ်ယုံတာမကထောင်ချောက်ပဲဖြစ်ပြီးဒီအတူရောင်တရားမဝင်ရွေးကောက်ပွဲကိုလူထုတရက်လုံးကပြက်ပြက်သားသားစန့်ကျင်တပိတ်မှောက်ဖို့နဲ့စေအုပ်စုဟာအာရမစစ်မှုထမ်းဥပဒေကိုအတင်းပြုကျင့်ပြီးလူထုတရက်လုံးကိုအမျိုးမျိုးဖိနှိပ်အနိုင်ကျင့်နေပြီးလူငယ်လူရွယ်များစွာကိုတေတွင်းထဲကိုပို့နေတာကြောင့်အာရမစစ်မှုထမ်းဥပဒေကိုလုံးဝဖျက်သိမ်းဖို့လိုအပ်ကြောင်းစားတဲ့အချက်တွေပါဝင်တယ်လို့ကိုတေစာဆန်းကရှင်းလင်းပါတယ်။တော်လန်ရေးကအရင်အနည်းအထိကိုက်ကြီးမားပါတယ်။သို့တော့မတော်လန်ပဲခေါင်းငုံလဲဆင်းခံနေလို့စစ်အာဏာရှင်စနစ်သက်ဆိုးရှည်အမြင့်တွယ်သွားရင်ဖြစ်လာမဲ့နောက်ဆက်တွဲဆိုးကျိုးကအများကြီးပိုဆိုးရွားပြင်းထန်တာကြောင့်ကျွန်တော်တို့ဒီတော်လန်ရေးကိုအဆုံးသတ်ပန်းနိုင်ထိဆက်လက်ချီတက်သွားကြဖို့ပဲဖြစ်ပါတယ်လို့လူထုတပိတ်ခေါင်းဆောင်ကတိုက်တွန်းလိုက်ပါတယ်။ဒီဇင်ဘာလ3ရက်နေ့ကမန္တလေးမြို့လေကဈေးချိုအနီးမှာမန္တလေးတပိတ်ခေါင်းဆောင်ဒေါက်တာတေစာဆန်းရန်ကုန်တပိတ်ခေါင်းဆောင်ကိုနန်းလင်းစကိုင်းတပိတ်ခေါင်းဆောင်ကိုခန့်ဝေဖြိုးတို့ဦးဆောင်ပြီးစစ်အာဏာရှင်စန့်ကျင်ရေးဆန္ဒပြခဲ့ကြပါသေးတယ်။ဆန္ဒလာပြသွားတဲ့နေရာတဝိုက်ကဈေးဆိုင်တွေကိုလည်းစစ်အုပ်စုကမင်းညကပဲဖယ်ရှားရှင်းလင်းသွားခဲ့ပါတယ်။ဆက်လက်ပြီးဆန္ဒပြပြီးတဲ့နောက်မန္တလေးဈေးအလုံးမှာစစ်တပ်လုံခြုံရေးချကွန်ကရစ်ဖြော်တဲ့ရှင်တွေကိုမြို့တွင်းအဝင်ထွက်တားမြစ်ထားတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးဈေးချိုမှာတပိတ်ခေါင်းဆောင်3ဦးဆောင်ဆန္ဒပြပြီးနောက်စစ်တပ်ကမြို့ရဲကဈေးအလုံးကိုလုံခြုံရေးချထားသလိုမန္တလေးမြို့အဝင်ထွက်ကိုတင်းကျပ်ထားတယ်လို့မြို့ခံတွေကပြောပါတယ်။ဒီဇင်ဘာလ3ရက်နေ့မနက်ပိုင်းကတမျိုးလုံးလုံခြုံရေးချထားတဲ့အထက်ကမန္တလေးတပိတ်ခေါင်းဆောင်ဒေါက်တာတီစာဆန်းရန်ကုန်တပိတ်ခေါင်းဆောင်ကိုနန်းလင်းစကိုင်းတပိတ်ခေါင်းဆောင်ကိုခန့်ဝေဖြိုးတို့ဦးဆောင်ပြီးစစ်အာဏာရှင်စန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။အဲဒီနောက်ဈေးတွေကိုအရက်ဝတ်နဲ့လုံခြုံရေးချခဲ့ရကနေတပိတ်ခေါင်းဆောင်တဲ့အဖွဲ့တွေကဆန္ဒပြရုပ်သံဖိုင်ထုတ်ပြန်ခဲ့ပြီးနောက်ဒီနေ့မနက်ပိုင်းမှာမန္တလေးမြို့ကဈေးအလုံးမှာယူနီဖောင်းဝတ်စစ်သားနဲ့ရဲတွေစောင့်ကြပ်နေတာလို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။84လမ်းကတရုတ်တန်းဈေးမှာထူးထူးဆန်းဆန်းစစ်သားတွေစောင့်နေတယ်။အောင်ပင်လယ်ဈေးမှာလည်းတွေ့တယ်။ဈေးချိုမှာလည်းတွေ့ခဲ့တယ်လို့ဒီဇင်ဘာ9ရက်မနက်မြင်ကွင်းကိုမြို့ကန်တအုပ်ကပြောပါတယ်။ဆန္ဒပြပွဲပြီးတဲ့နောက်စစ်အုပ်စုဘက်ကတပိတ်ကောင်းဆောင်တွေပါတာကိုမသိတာမို့
အမျိုးသမီးဦးစားပေးရှာဖွေခိုင်းခဲ့ပြီးအဲဒီကလေးကမြို့အဝယ်အထွက်တွေပိတ်ခါရှာဖွေခဲ့တယ်လို့သတင်းရင်းမြစ်တချို့ကပြောပါတယ်ဆန္ဒပြရုပ်သံဖိုင်တက်လာပြီးတဲ့နောက်မှာအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုအမိန့်နဲ့လုံခြုံရေးတွေထက်ချကတင်းတင်းကြပ်ကြပ်ရှာဖွေနေတာလို့သိရပါတယ်။တပိတ်မှာပါဝင်ခဲ့တဲ့သူတွေကတော့ဘေးလွတ်ရာရောက်ပြီလို့ဒေါက်တာတီစာဆန်းကသတင်းဌာနကိုပြောပါတယ်။ဆန္ဒပြခဲ့တဲ့မန္တလေးဈေးချိုကအသီးနှံရောင်းချတဲ့ဆိုင်ကန်း90ကိုလည်းစေအုပ်စုကဖျက်ဆီးခဲ့ပြီးထပ်ဖွင့်ရင်အရေးယူမယ်လို့ချိန်ချောက်ထားတယ်လို့သိရပါတယ်။အာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာပြည်ဦးလွင်ကစစ်အင်ဂျင်နီယာတက္ကသိုလ် DSTA စင်ပွဲနေမန္တလေးမြို့ကိုလာတဲ့အတွက်လုံခြုံရေးမြင့်ထားချိန်အခုလိုဆန္ဒပြခဲ့တာကြောင့်စစ်အုပ်စုဒေါသပုံထားခဲ့ပါတယ်။မင်းအောင်လှိုင်ကမန္တလေးကိုဗဟိုဘဏ်ကွဲဖွင့်ဖို့ရှိတာကိုအကြောင်းပြပေမယ့်တကယ်ကနှမ်းတွင်းထဲမှာရေရလာချီတာလို့စစ်တပ်သတင်းပေးတချို့ကပြောပါတယ်။ဒါပြင်စစ်အုပ်စုကအာဏာသိမ်းခေါင်းဆောင်လာချိန်လုံခြုံရေးအကြောင်းပြချက်နဲ့ဒီဇင်ဘာ4ရက်နေ့ကနေ9ရက်နေ့အထိမန္တလေးမြို့တဲကိုကွန်ကရစ်လောင်နေရင်စောက်လို့ရေးလုပ်ငန်းသုံးအုံမွေးလုံးကားကြီးတွေဝင်ထွက်သွားလာတာမလုပ်ဖို့တားမြစ်ထားတယ်လို့စောက်လို့ရေးလောကကစုံစမ်းသိရှိရပါတယ်။ကျမတင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။